ติกว่าในมีดีแล้ว ก็มู ทอนในหมู่ဖြစ်တယ်အသက်ဘယ်လောက်ရှိနေပြီလဲတဲ့ဆရာမင်းနှစ်တမျိုးပဲ เก နော် โค ဆက်ကိုကျောင်းဆရာလောက်တာပဲနည်းရှိပြီလေတဲ့ဆရာမင်း เน่เดีย နှစ်နှစ် เน่เดีย စာတရားကပျော်လာတဲ့ဆရာမင်း เต้พอเอ ပျော်တယ် 不记得了，不记摔了，摔了，不摔不下，摔一下，连连爸爸摔的，是啊，没有的，没有。什么文呀？ နာမည်ကသူမွေဖော်လို့ခေါ်တယ်တောင်ကြတော့ Star Flower ရဲ့ကြောက်အုပ်ပေါ့နော်တောင်ခါတရားဖြစ်ပါတယ်ကျမတို့ကြောင်ကြတော့2009ခုနှစ်ပါပေါ့နော်2009ခုနှစ်ဇူလိုင်မှာစပြီးတော့ဒီထောက်ခဲ့တယ်ဖြစ်တယ်ဖြစ်ရတဲ့ရည်ရွယ်ချက်ကြတော့ကျမတို့အရင်တော့ဆိုလို့ရှိရင် World Education ကဖွဲ့စည်းဖြစ်တယ်ပေါ့နော်ဒီပညာရေးဖွဲ့စည်းတစ်ခုမှာသူတို့ကTOT တင်တာတွေလိုက်ပေးတယ်ပေါ့နော် TOT တင်တာလိုက်ပေးတဲ့အခါမှာကျမတို့ Margaret area မှာဒီ special ကလေးတွေတွေ့ရှိရတာပေါ့နော်တွေ့ရှိရတဲ့အခါကျတော့ပြကြည့်တဲ့အခါမှာသူတို့လည်းအခွင့်အရင်တင်ကြတဲ့ခွင့်ပေါ့နော်တင်ကြနိုင်ခွင့်ပြီးဆိုလို့ရှိရင်တော့သူတို့ကျမတို့တာမာလို့ပဲလုံနိုင်စွမ်းနေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီခါကျတော့သူတို့ဒီချောင်းလေးတွေကိုရှိတဲ့မယ်ပေါ့နော်သူတို့လည်းတင်ကြလို့ရမယ်ပေါ့နော်အဲ့ဒီဟာနဲ့ကိုကြည့်ပြီးတော့ခွင့်ရချင်ဖြစ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျမတို့မတန်ပြင်မဲ့လည်းစွားတယ်ပေါ့နော်။ကျမတို့ကလေးတွေကအဲ့ဒါကြောင့်မလို့ဒီချောင်းလေးတွေကိုnormal ကလေးလေးတွေကြောင်းတက်နိုင်တယ်လို့သူတို့မှလည်းတက်နိုင်တယ်ပေါ့နော်အဲ့ဒီရည်ချက်နဲ့ကျွန်တော်တို့ဖွင့်ရချစ်ဖြစ်ပါတယ်ကျမတို့တော့လက်ရှိတအားတင်းနေတဲ့အခါကျတော့ကျမတို့ကလေးဦးကြီးတော့ကတ်တာပါတယ်28ကနေ30အထိပေါ့နော်သတ်မှတ်ထားတယ်တိုးတော့ဒီနေ့ဒီ24 25ပညာသင်နှစ်မှာနေ့စဆိုလို့ရှိရင်တော့30ရှိတယ်သတ်မှတ်ထားတဲ့အတိုင်းပေါ့နော်ပြီးတယ်ရွှေ့ပြောင်းဖြစ်တဲ့အတွက်ကျမတို့ဒီလက်ရှိမှာဆိုလို့ရှိတော့25ဦးပေါ့နော်25ဦးနဲ့ရှိပါတယ်လို့ဟုတ်ကျမတို့ area မှာကလေးတွေအများကြီးရှိတယ်ပေါ့နော်ကျမတို့ကျောင်းကိုလာပြီးတော့တက်နေတဲ့ကလေးတော့မကဘူးကျမတို့ပတ်ဝန်းကျင်မှာအများကြီးရှိတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့မှလည်း data collection တွေကောက်ယူတယ်။ကျမတို့သိချင်တာကျတော့ဒီ Margaret area မှာပထမကလေးတွေဘယ်လောက်ရှိလဲပေါ့နော်။အဲ့ဒီပေါ်မှာမူတည်ပြီးတော့ကျမတို့လက်ရှိမှာနေရအနာတော့မကောက်ရသေးဘူးပေါ့နော်။မကောက်ရသေးတော့မှကျမတို့ရာကြော်နေပြီပေါ့နော်။ဒီကျမတို့ပြောမယ်ဆိုလို့ရှိရင်တော့23 24 25မှာပို့ပြီးတော့တိုးလာတယ်ပို့ပြီးတော့တိုးလာတယ်ဆိုတာဒီရွှေ့ပြောင်းဒီလို့ရှိရင်ဒီအခြေအနေပေါ့နော်မိသားစုအခြေအနေကြောင့်တော်လကောင်းနဲ့ငါအခြေအနေကြောင့်တော်လကောင်းရောက်ရှိလာတဲ့ကလေးလေးအသေးသေးတွေရှိတယ်ပေါ့နော်အဲ့ဒါတွေကိုသိရှိရပါတယ်
ကတည်းကပေါ့နော်ကျမတို့ကြော်ရောက်ရှိလာတဲ့သူရဲ့အခက်ခဲသူရဲ့ဖြစ်တဲ့အခက်ခဲကြတော့ဗာလဲဆိုတော့ cut speed ပေါ့နော်စကားပြောမပြီးဘူးပြီးဆိုလို့ရှိရင် learning difficult ဖြစ်တယ်တေချာရေးခက်ခဲတယ်ပေါ့နော်ပြီးလို့ရှိရင်သူရဲ့ behavior မှာပြောမယ်ဆိုလို့ရှိရင်တအားဆိုးတယ်ပေါ့နော်သူစစရောက်တော့ဆိုလို့ရှိရင်တော့တွေးတိုင်းကိုလိုက်ထိုးတယ်အဲ့လိုမျိုးပေါ့နော်ဆာမပါထိုးတယ်အဲ့လိုမျိုးပေါ့နော်အချိန်တွေကရှိတယ်တော့သူကကျောင်းမှာရောက်လာတဲ့အခါမှာကျတော့ကျမတို့တေချာခြေတော်လကောက်သူရဲ့တငယ်ချင်းတွေရဲ့နေထိုင်မှုတွေတော်လကောက်သူကတည်ယူနေတယ်ပေါ့နော်တည်ယူနေတဲ့ကလေးတယောက်ဖြစ်တယ်အဲ့ဒီခါကျတော့တဖြည်းဖြည်းကနေပြီးတော့သူရဲ့ behavior ကိုလုံးဝကိုပြောင်းလဲသွားတယ်ပေါ့နော်သူများကိုရိုက်တဲ့အရာလေးတွေသူများတွေကိုဟာလေမခါချေစစ်အရာလေးတွေလုံးဝမရှိတော့ဘဲနဲ့စစ်အေးတဲ့သူတယောက်ပြဖြစ်သွားတယ်ပေါ့နော်သူတငယ်ချင်းတွေဘလို့ပဲနေသူပြီးခံတက်လာတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျမတို့ဒီဟာကျမတို့တေချာပေးနေတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျမတို့ဘလို့တင်လဲဆိုလို့ကလေးတွေကို life skill ပါတင်တယ်ပေါ့နော်ပြီးဆိုလို့ရှိရင် life skill အောက်မှာခေါင်းစဉ်5ခုနဲ့ကျမတို့လည်းတင်တယ်ပေါ့နော်အဲ့ဒီသူရဲ့ life skill တွေသူရဲ့ professional တွေသူရဲ့ဒီတေချာရေးပိုင်းမှာတေယူနေတဲ့အခါကျတော့လက်ရှိမှာပေါ့နော်နှစ်ရှိနေပြီဒီကျောင်းဆရာပြန်လုပ်တာပေါ့နော်ကျောင်းဆရာဆိုတာကလည်း normal ကျောင်းနဲ့နိုင်မယ်ဆိုလို့ရှိရင်တော့မဟုတ်ဘူးပေါ့နော်နိုင်လို့မရပါဘူးပေါ့နော်သူဒီနေရာလေးတစ်ခုဆိုလို့ရှိတော့သူ့ကိုတော်တော်လေးကိုသူလုံနိုင်တယ်သူလုံဆောင်နိုင်တယ်သူကလေးတွေတေချာပေးနိုင်တယ်ကလေးတွေ control နိုင်တယ်အော်နေတဲ့ကလေးဥမာငိုနေတဲ့ကလေးရိုက်နေတဲ့ကလေးကိုသူနဲ့စိတ်ချရတယ်ပေါ့နော်သူ control ကောင်း control နိုင်တယ်ပြီးဆိုလို့ရှိရင်ဒီတေချာရေးပိုင်းမှာဆိုလို့ရှိရင်အငယ်သေးလေးတွေပေါ့နော်ဒီ fine motor တို့ဒီ groove motor တို့အခလေးလေးတွေဆိုလို့ရှိရင်သူကောင်းပေးနိုင်တယ်ဒီကကြတော့သူ့ရဲ့အခက်ခဲကလက်ရှိမှာလဲသူစကားပြောတဲ့အပိုင်းမှာအားနည်းချက်ရှိနေသေးတယ်။ဒါပေမဲ့သူစူးစမ်းလုပ်တယ်ပေါ့နော်။ဟုတ်ကဲ့စားတော့ကျမပြောသလိုပဲမတန်ပေမဲ့လည်းစွမ်းရည်တွေရှိကြတယ်ပေါ့နော်ကျမတို့ဒီမှာကျတော့ကလေးကို level 3ခုနဲ့ကျမတို့ခွဲတယ်ပေါ့နော်လုံးဝမလွတ်ဆောင်နိုင်တဲ့ကလေးရဲ့ပြီးဆိုလို့ရှိရင်အနှဲငယ်ပေါ့နော်လွတ်ဆောင်နေတဲ့ကလေးတွေပြီးလို့ရှိရင်လုံးဝတေချာရေးပိုင်းမှာလိုက်နေတဲ့ကလေးတွေရှိတယ်တချို့ဆိုလို့ရှိရင်သူ့ရဲ့အနေချက်ကဘာတွေရှိလဲlearning difficult လေးရှိမယ် ADHD type လေးရှိမယ် Down syndrome type လေးရှိမယ်ပေါ့နော်အဲ့ဒီကလေးလေးတွေကျတော့အချင်းပေးရင်ပေးသလိုသူတို့ကတေချာနိုင်တဲ့ကလေးဖြစ်တယ်ပေါ့နော်လက်ရှိမှာဆိုလို့ရှိရင်ဒီနှစ်ထဲမှာပေါ့နော်ဒီ24 25ပညာသင်နှစ်မှာလာမယ့်နှစ်အတွက် ready ဖြစ်ဖို့ပေါ့နော်တယောက်ကျမတို့ train တယ်3တားစာကျမတို့သင်ပေးတယ်လိုက်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်လာမယ့်နှစ်မှာ25 26ပညာသင်နှစ်မှာnormal ကျောင်းကိုလွှဲပြောင်းဖို့အတွက်ကျွန်တော်စီစဉ်နေတယ်ပေါ့နော်ဟုတ်ကလေးနဲ့ဒီမတာဆွားကလေးတွေကျတော့အများကြီးကွဲပြားတယ်ပေါ့နော်ပုံမှန်ကလေးတွေဆိုလို့ရှိရင်တော့ဆာမတူဦးကနေပြီးတော့ class to class မှာဆာမ lesson ပြတစ်ခုမှာအားလုံးသင်ကြားပေးနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျမတို့ဒီကလေးကျတော့သူတို့တူဦးချေစီအားနဲ့ချက်အားကချက်အပေါ်မှာမူတည်ပြီးတော့သင်ကြားပေးရချင်ဖြစ်တယ်ဒီကလေးကအားကချက်ဘာတွေရှိနေလဲပေါ့နော်ဒီကလေးကအားနဲ့ချက်ဘာတွေရှိနေတဲ့အပေါ်မှာမူတည်ပြီးတော့ကျမတို့ကတည်ချာ lessonဆွဲနေရတယ်တခါတလေဆိုလို့ရှိရင်ကျမတို့ကသူကဒီဟာရနိုင်တယ်ပေါ့နော်ဥပမာမြန်မာအင်္ဂလိပ်သင်ချာတို့ပေါ့နော်ပုံမှန်စာကိုပေါ့နော်ပုံမှန် normal ကျောင်းစာကိုလောက်နိုင်တယ်ဒီ3လအတွေ့ထဲမှာဒီခါစာအထီးရနိုင်တယ်ဆွဲထားတယ်ဒါပေမဲ့
တကယ်တေချာပေးတဲ့အခါမှာကျတော့မရဘူးပေါ့နော်အဲလိုမျိုးပြရှော့ချနေရတဲ့အခြေအနေမျိုးလည်းရှိတယ်အပြပြဆိုလို့ရှိရင်သူတို့မှာတင်ချာရဲ့တစ်ခုထဲပဲတည်လို့မရဘူးပေါ့နော်သူတို့ရဲ့ဘဝတက်တာအတွက်ပါကျမတို့တင်ပေးရတဲ့အတွက်အားအများကြီးတော့ကွာခြားချက်ပေါ့နော်ဟုတ်ကွာခြားမှုရှိပါတယ်ဟုတ်ကျမတို့ဒီမသာစာမှုရှိတဲ့ကလေးတွေပေါ့နော်အထူးသဖြင့်သူတို့မိဘတွေဆိုလို့ရှိရင်သူတို့ဒီလိုမျိုးကလေးတယောက်ရှိလာပြီဆိုလို့ရှိရင်သူတို့အားငယ်တယ်ဒီကလေးကအနာကပျောက်ဆုံးမယ်ပေါ့နော်ပြီးလို့ရှိရင်တခြားကလေးနဲ့လည်းမလွတ်ဆောင်နိုင်ဘူးပေါ့နော်ပြီးလို့ရှိရင်ပတ်ဝန်းကျင်ကလည်းသူတို့ကိုဘယ်လိုပြောမလဲပေါ့နော်အဲ့ဒါတွေကိုစိုးရင်စိတ်တွေရှိတယ်ပေါ့နော်အဲ့ဒီမိဘတွေကိုအဲ့လိုမျိုးလည်းရှိတယ်ပြပြဆိုလို့ရှိရင်ဒီလိုမျိုးမတဆာရှိနေတဲ့ area မှာဆိုလို့ရှိရင်ပေါ့နော်လိုခဲ့တဲ့လေငါနှစ်ပေါ့ပြောမယ်ဆိုလို့ရှိရင်သူတို့လေးတွေကိုဘယ်လိုမြင်လဲဆိုလို့ရှိရင်မတဆာဘူးဘာမှမလုပ်နိုင်ဘူးမတမစွာဆိုပြီးတော့ခေါ်ကြတယ်ပေါ့နော်မတမစွာလို့ခေါ်လိုက်လို့ရှိရင်ဘာမှသူတို့မလုပ်နိုင်တော့ဘူးပေါ့နော်အဲ့လိုမျိုးအမြင်လေးတွေသူတို့အပေါ်မှာရှိတယ်ဟုတ်ကဲ့အခါကျန်အနေကျကိုပြောမယ်ဆိုလို့ရှိတော့အနေတော့ပေါ့နော်ဟိုစားခံစားရတာမကောင်းပေါ့နော်ဒါပေမဲ့လည်းကျမတို့ကနေပြီးတော့ဒီလိုမျိုးရက်တည်ပေးနေတဲ့အဖွဲ့ရှိတယ်ပေါ့နော်သူတို့အတွက်ဒီလိုမျိုးလော့ဆောင်ပေးနေတဲ့အဖွဲရှိတယ်သူတို့အဖက်ဖက်သူတို့ဘဝအတွက်တာအဖက်ဖက်ရှိရက်တင်နေဖို့အတွက်ကဖတ်ဖို့ပေးတဲ့အဖွဲရှိတဲ့အခါကျတော့ခလေးကိုယ်တိုက်ကဒီဟာလေးတွေကိုသူတို့ခေါင်းထဲမှာမထားသူတို့ကလူကိုလည်းလူပဲဆိုတဲ့ဟာလေးတွေကိုပေါ့နော်အနေချက်နဲ့အတာချက်ကြည့်မယ်ဆိုလို့ရှိရင်တော့လက်ရှိမှာအတာချက်ပဲမှာပို့ပြီးတော့အားရှိတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ပတ်ဝန်းကျင်ကလည်းသူတို့လက်ခံလာတယ်ပေါ့နော်ပတ်ဝန်းကျင်တွေကလည်းသူတို့ရဲ့အခက်ခဲလေးတွေသူတို့ရဲ့အနေချက်လေးတွေကိုလည်းပတ်ပိုးလာကြတဲ့အခါကျတော့ကောင်းတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဟုတ်ကဲ့ကျမတို့ရဲ့ area ပေါ့နော်ကျမတို့ရဲ့ street ပြောင်းဒေသမှာရှိနေတဲ့ဖေဖေမမေတွေပေါ့နော်အထူးသဖြင့်ဒီလိုမျိုးမတဆာကလေးတွေရှိတဲ့အဖေဖေတွေပေါ့နော်အဖေစကားပြောချင်တယ်ကျမတို့မတဆာသည်သူတို့ဘဝတစ်ခုလုံးမဟုတ်ဘောနော်မတဆာသည်သူတို့ဘဝရဲ့တစ်စိတ်တစ်ပိုင်းပဲဖြစ်တယ်ဘောနော်အဲ့ဒီတော့ကျမတို့အဖေအနေနဲ့ကျမတို့ကလေးတွေရဲ့အားသာချက်အားနည်းချက်ကိုရှာဖွေမယ်ပြီးလို့ရှိရင်သူတို့ကိုဘယ်လိုပတ်ပို့ချမလဲဘောနော်ပြီးလို့ရှိရင်သူတို့အတွက်ကိုရင်မချက်ထားပေးရမှာဘောနော်အဲ့ခါဆိုလို့အဲ့ဒီအခါဆိုလို့ရှိရင်တော့သူတို့ကြီးလာလို့ရှိရင်လည်းသူတို့မျက်နှာသာရမယ်ဘောနော်သူတို့မှာသူတို့ကဒီကလေးတွေကသူတို့ရဲ့စိတ်ဓာတ်ကိုအားပေါ့နော်မြစ်တည်ပေးဖို့လူအမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့ဖြစ်နေတဲ့ဖေဖေမေမေတွေရှိနေတဲ့ဖေဖေမေမေတွေကကျမတို့ကလေးတွေလို့ရှိလာပြီးပေါ့နော်အားမငယ်ဖို့ပေါ့နော်အားမငယ်ဖို့ကျမတို့လက်ရှိမှာပေါ့နော်နေရာတိုင်းမှာဆိုလို့ရှိရင်ဒီလိုမျိုးရက်တည်ပေးနေတဲ့အဖွဲ့အစည်းလေးတွေရှိလာနေပြီပေါ့နော်အဲ့ဒါကိုလစ်လာပေးပါပြီးလို့ရှိရင်လည်းအကူကြီးရတော့ပေါ့နော်အကူကြီးရတောင်းကြပါအဲဆိုလို့ရှိတော့ကျမတို့ဒီကလေးတွေရဲ့အနာကလည်းသူတို့ကိုသူတို့ရက်တည်နိုင်တဲ့အပိုင်းတစ်ခုရရှိနိုင်တယ်လို့ပြောချင်တယ်ဟုတ်
ကျမတို့လက်ရှိနေတဲ့ကလေးတွေဆိုလို့ရှိရင်နေ့တိုင်းကျမတို့သူတို့ကိုစိတ်ခွန်အားတွေပေးနေတယ်ပေါ့နော်ကျမတို့ကျောင်းကိုလာခြင်းအဖြစ်ဘာအတွက်လာတာလဲကိုယ့်ရဲ့ဘဝမှာဘာတွေဖြစ်ချင်လဲကိုယ့်ရဲ့အနာဂတ်မှာဘာတွေဖြစ်ချင်လဲဆိုတဲ့အပေါ်မှာအများအားသူတို့နဲ့စကားပြောတယ်ပေါ့နော်စူးစမ်းရမယ်ပေါ့နော်စူးစမ်းပါလို့ပြောချင်တယ်ပြီးဆိုလို့ရှိရင်အများအားသူတို့ရဲ့အကိုပေါ့နော်ပြောမယ်ဆိုလို့ရှိရင်သူတို့အကိုအများအားကြည့်ခိုင်းတယ်ပေါ့နော်ကြည့်အကိုကဒီလိုသူတချင်တော့ဆိုလို့ရှိရင်သူကចောင်းသူဖြစ်တယ်ចောင်းသားဖြစ်တယ်ဒါပေမဲ့အခုဆိုလို့ရှိရင်ဒါတို့တမီးတို့စာပြပေးနိုင်တယ်ပေါ့နော်အဲ့ဒါသူတို့အရန်ပြောတယ်အဲ့လိုမျိုးပြောပြီးလို့ရှိရင်ခုနကကျွန်မပြောသလိုဒီသူတို့ကျတော့လေအမြဲတမ်းသူတို့ဘဝမှာသူလုံးနိုင်တယ်ဆိုတဲ့ဟာလေးတွေလေအာမငယ်တတ်ကြအောင်ပေါ့နော်အဲ့လိုမျိုးရှိတဲ့အခါကျတော့သူတို့ကိုလည်းပြောချင်တာစူးစမ်းမယ်ကျမတို့ဘဝမှာအရှုံးမပေးနဲ့ပေါ့နော်ပြီးဆိုလို့ရှိရင်ကျမတို့မတန်ဆွာတဲ့အပေါ်မှာမူတည်ပြီးတော့ကျမတို့ဘဝတစ်စိတ်တစ်ပိုင်းပဲဖြစ်တယ်ဆိုတာကိုတသားမျိုးပြောချင်ပါတယ်ဒီကျိုး ခလေးကျူတယ်ခလေးကျူပြီးတော့ကျောင်းပြရောက်လာရင် ဒီကျိုး တချေတွေဆိုပေးတယ်ပြီးတော့ ဝဲကျဲ ပကြီးစေးတင်ပေးတယ်မေဝီပါမေဝီမတော့လို့လေးတရား ဟင်းကြီး တော့လို့လေး 你不过来，哎啦。Sorry 了，拜拜。拜拜，哎，不能跳对面。 ခြာထောကနေပြီးတော့အခုဆရာကိုတောက်ဖို့ရိုက်ပေးတယ်ဟောဗီဒီယိုရိုက်ပေးတယ်ဟောဘာပြောချင်လဲသသားလို့စူးစမ်းအောင်လားအဲ့လိုမျိုးလေမသာပေမဲ့လည်းစွမ်းတာလားအဲ့လိုမျိုးလေပြောလို့ရတယ် တော့ခွန်နေ ဘာလဲစူးစမ်းမယ် ဒီမဲ့ โอเคစူးစမ်းမယ်ဟုတ်နော်ပြီးတော့ဗာပြောချင်တယ် ဝဲကျိုး အလုပ်လည်းစူးစမ်းမယ်โอเคအလုပ်လည်းစူးစမ်းမယ်